လူသားတွေကတီထွင်ဉာဏ်အရင်ကောင်းပါတယ်ကျွန်တော်ဒီနေ့ထိအသုံးပြုနေတဲ့နီးပညာတော်တော်များများကတီထွင်သူတွေရဲ့စိတ်ကူးကောင်းတွေကြောင့်ဖြစ်လာတာပါဒါပေမဲ့တချို့တီထွင်မှုတွေကိုမြင်လိုက်ရင်တော့ဒီအကြံဘယ်လိုများရလာတာလဲတကယ်ကြောင့်မို့ရွေထားလာလို့မေးချင်စရာဖြစ်သွားပါတယ်ဒီနေ့ပြောမယ့်ပစ္စည်းတွေက AI နဲ့ဖန်တီးထားတာမဟုတ်ပါဘူးတကယ်တီထွင်ခဲ့ပြီးတော့တချို့ဟာတွေဆိုရင်တကယ်တောင်ရောင်းခဲ့ရတဲ့ပစ္စည်းတွေပါဒါဆိုဘယ်လောက်ထိထူးဆန်းနေလဲဆိုတာအတူတူကြည့်လိုက်ရအောင်နံပါတ်1ခလေးကြမ်းတိုက်တဲ့အဝတ်အိမ်မှာကလေးတယောက်လေးဘက်ထောက်ပြီးသွားနေတာမြင်ဒီကလေးကချစ်ဖို့ကောင်းလိုက်တာလို့ပြောကြမှာပါဒါမဲ့တီထွင်သူတယောက်ကတော့အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့ဒီကလေးကသွားနေရင်ကျမ်းပါတိုက်ပြီးရင်မကောင်းလားလို့တွေးလိုက်ပုံရပါတယ်ဒီလိုနဲ့ကလေးကြမ်းတိုက်တဲ့အဝတ်ဆိုတဲ့ဝတ်စုံတွေပေါ်လာပါတယ်ကလေးဝတ်စုံရဲ့လက်နဲ့ခြေထောက်မှာကြမ်းတိုက်ဘက်တွေကိုချုပ်ထားပါတယ်ကလေးကလေးဖက်ထောက်ပြီးသွားလေကျန်းကတန့်လေအကျန်းကတော့တစ်ချက်ခုတ်နှစ်ချက်ပြက်ပေါ့ဒါပေမဲ့ကလေးကိုမွေးထတာလားတန်ရှင်းသမားခေါ်ထားတာလားလို့တော့မေးချင်စရာပါတကယ်တော့ကလေးကျန်းတိုက်တဲ့အဝတ်တွေကိုနှိမ့်စင်သုံးပစ္စည်းအဖြစ်မဟုတ်ဘဲနဲ့ဟာသားလက်ဆောင်နဲ့ဈေးကွက်ရှာဖွေရေးအတွက်ပို့ပြီးတော့လူတီများခဲ့တာပါဒါပေမဲ့ဒီနေ့အထိအင်တာနက်ပေါ်မှာမြင်လိုက်တိုင်းဒီအကြောင်းစဉ်းစားတဲ့သူဘယ်တော့အားနေလဲဆိုပြီးတော့ပြောနေကြတော့မှာပဲနံပါတ်2 umbrella shoeမိုးရွာရင်လူတိုင်းထီးဆောင်ကြရတယ်။ဘာကြောင့်လဲဆိုတော့ခေါင်းမဆို့ခြင်းလို့ပါ။ဒါပေမဲ့တီထွင်သူတယောက်ကတော့ခေါင်းဆိုတာအရေးမကြီးဘူး။ဖက်နှက်မဆို့ဘူးကပိုအရေးကြီးရလို့တွေးလိုက်ပုံရပါတယ်။ဖက်နှက်တစ်ဖက်စီမှာထီးသေးသေးလေးတက်ထားပါတယ်။ပထမဆုံးမြင်လိုက်ရင်တော့ချစ်ဖို့ကောင်းသားလို့ထင်မိနိုင်ပါတယ်။ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်ပါ။ဖက်နှက်ကတော့မိုးမဆို့ဘူး။ဒါပေမဲ့ခေါင်းပခုံးအင်ကြီးအားလုံးကမိုးရီထဲမှာအေးစစ်စစ်ဆို့နေပြီ။ဖက်နှက်ကိုကာကွယ်ပြီးတော့လူကိုမကာတဲ့ထီးကဘသူ့အတွက်တီထွင်ထားရတယ်ဆိုတာနားမလည်တော့ပါဘူး။ဒီကတော့ဒီပစ္စည်းကလူအများရဲ့အာရုံစိုက်မှုရဖို့တီထွင်ထားတဲ့ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့နေ့စဉ်အသုံးပြုတဲ့သူကတော့အရန်ရှားပါတယ်ဒါပေမဲ့ပုံတပုံနဲ့လူတွေကိုရေစေခဲ့တာတော့အောင်မြင်ခဲ့ပါတယ်နံပါတ်3 selfie spoon အခုခေတ်မှာထမင်းမစားခင်မှာဘာလုပ်ကြလဲဓာတ်ပုံရိုက်ကြရမလားတချို့ဆိုလို့ရှိရင်အစားတောက်တွေကအေးသွားပြီဓာတ်ပုံရိုက်လို့ကမပြီးသေးဘူးဒီလိုလူတွေကိုမြင်ပြီးတော့တီထွင်သူတယောက်ကဇွန်နဲ့ selfie stick ကိုပေါင်းလိုက်ရင်ရောလို့တွေးလိုက်ပုံရပါတယ်ဒီလိုနဲ့ဓာတ်ပုံရိုက်လို့ရတဲ့ဇွန်တွေထွက်လာပါတယ်ပထမဆုံးမြင်လိုက်ရင်ဟာဒါကတော့အစမ်းသားလို့ထင်မိနိုင်တယ်ဒါပေမဲ့တကယ်အသုံးပြုတဲ့အချိန်ကိုစဉ်းစားကြည့်ပါထမင်းတစ်စုံခက်လိုက်ဖုန်းကိုချိန်လိုက်မျက်နှာကိုပြုံးလိုက်ပြီးမှစားရမယ်တခါလေထမင်းတော့မအေးသေးဘူးလက်ကညောင်းနေပြီတကယ်တော့ဒီပစ္စည်းကိုနေ့တိုင်းသုံးဖို့တီထွင်ခဲ့တာမဟုတ်ပါဘူး American Cereal Company တခုကလူစိတ်ဝင်စားအောင်ဖန်တီးခဲ့တဲ့ promotion product တခုပါအလုပ်ဖြစ်ခဲ့လားဆိုရင်ရောင်းရတာထက်လူတွေရေတာပိုများခဲ့ပါတယ်ဒါပေမဲ့ marketing အနေနဲ့တော့လူတွေဒီနေ့ထိမှတ်မိနေတာကြောင့်သူတို့ရဲ့ရွေချက်ကအောင်မြင်တယ်လို့ပြောလို့ရပါတယ်နံပါတ်4အိမ်မွေးကြောက်တုံးအခုကျွန်တော်လက်ထဲမှာကြောက်တုံးဒရုန်းရှိတယ်ပဲဆိုတော့ဒီကြောက်တုံးလေးကိုလှလှပပထုတ်ပိုးလိုက်မယ်အိမ်မွေးလိမ့်ဆန်လို့နာမည်ပေးမယ်ပြီးရင်ပတ်စံနဲ့ရောင်းမယ်ခင်ဗျားဆိုရင်ဝယ်မှာလားအများစုကတော့ဘယ်သူကဝယ်မှာလဲလို့ပြောကြမှာပါဒါပေမဲ့1985ခုနှစ်မှာဂရီတာဆိုတဲ့ကြော်ညာလုပ်ငန်းရှင်တယောက်ကအဲ့ဒီအကြံကိုတကယ်လုပ်ခဲ့ပါတယ်။သူကကြောက်တုံးရုံးကိုတစ်တာလှလှလေးထဲမှာထည့်တယ်။အပေါက်လေးတွေဖောက်ထားတယ်။ပြီးတော့အိမ်မွေးကြောက်တုံးဆိုပြီးတော့ရောင်းလိုက်တယ်။အထဲမှာအိမ်မွေးကြောက်တုံးကိုဘယ်လိုပြုစုရမလဲဆိုတဲ့ဟာသားဆန်ဆန်လမ်းညွှန်စာအုပ်တုံးထည့်ထားပေးသေးတယ်။ပို့ပြီးတော့အန်အောစရာကလူတွေကတကယ်ဝယ်ကြတယ်။လာအနှင်းငယ်အတွင်းမှာအိမ်မွေးကြောက်တုံးအရေအတွက်1တန်းကျော်တောင်ရောင်းချခဲ့ရတယ်။ဒါကြောင့်ဂရီတာလည်းဒေါ်လာတန်းရှိပတ်စံတွေအများကြီးရခဲ့တယ်။ဒီတော့ဒီဇလန်ကနေတက်တိပြတစ်ခုရှိတယ်တခါလေရောင်းရတဲ့အရာပစ္စည်းမဟုတ်ဘူးအကြံစီဖြစ်တယ်လူတွေဝယ်ကြတာကကြောက်တုံးအောင်မဟုတ်ဘူးကြောက်တုံးရဲ့နောက်ကဟာသားနဲ့စစ်ကူကိုဝယ်ခဲ့ကြတာပါဒါကြောင့်ဒီဗီဒီယိုတွေကတခြားပစ္စည်းတွေကိုရေးလို့ရပေမဲ့ဒီအိမ်မွေးကြောက်တုံးကိုတော့နည်းနည်းတော့လေးစားပေးရမယ်လေးစားပေးသင့်တယ်ဘာလို့လဲဆိုတော့အသုံးမဝင်တဲ့လောက်ဖြစ်ပေမဲ့ပတ်စံတော့တကယ်ရှာသွားနိုင်ကြလို့ပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်